ရန်ကုန်ကတော့ပူတလားလို့မပြောနဲ့အိတ်လို့မပြောဘူးအိတ်လို့မပြောတော့ကိုကကင်ဆာကတော့ရှိတော့ဘောမရှိတော့ပဲမဲ့ကိုကအစားတောက်ကိုနည်းတော့စင်ချင်ရပါဒါပေမဲ့ဒီ Facebook မှာဖတ်တဲ့အခါကျကင်ဆာဆိုတာအစားတောက်ရှောင်စရာမလိုဘူးအဟာရဖြစ်အောင်ပဲစားရဲဆိုတာကိုကကိုလိုချင်တဲ့အဖြစ်ရသွားပြီလေအင်းကတော့အချွေမစားရဘူးတကြားမစားရဘူးဘာမစားရဘူးနဲ့အဲ့လိုဆိုအခုကျမဟုတ်စားချင်တာစားဆိုတာဘယ်လိုလုပ်စားဆိုကင်ဆာဖြစ်တော့ဦးချစ်ကဒီမင်းကိုတီဝဲလူရှိ10လုံးဝဲတဲ့အလုံး50ဝဲအလုံး60ဝဲဟိုကနေဆိုင်ကနေဖုန်းဆက်တဲ့အန်ကယ်မင်းကိုတီရောက်ပြီဆိုသွားယူလေးရှိအလုံး60လောက်50လောက်တစ်လုံး1000ဟိုကမင်းကိုတီပေါ်ခြင်းမဟုတ်တော့ဘူးလေအဘာဝဲလဲဆိုစတော်ဘယ်ရီလေးဝဲလာစတော်ဘယ်ရီလေးဝဲလာပြီးတော့ရေခဲတို့အများလို့တော့ရေခဲကြီးတောက်လို့ရှိရင်ရေခဲတုံးနဲ့ပါမှာဦးချစ်ကသူလောက်ထားရေခဲတုံးလေးကိုထည့်လိုက်တော့ဒါသမီးလေးတထားရရန်ကုန်လာလို့ရှိရင်အကုန်လုံးရေခဲဥစ္စာတွေပကံတွေညာအကုန်သူဝယ်ပေးရတွေကတော်တော်များတယ်အဲ့လိုဟိုထမင်းဟင်းထဲတဲ့အိုးလည်းဝယ်ပေးတယ်ဟိုထမင်းကြော်တဲ့ဒေအိုးတွေလည်းဝယ်ပေးတယ်ပကံများတွေလည်းဝယ်ပေးတယ်အများကြီးတော့မဟုတ်ပေါ့ပကံများဆို2ချက်ပေါ့3ချက်ပေါ့အဲ့လိုပဲသူ့သားလည်းပဲလူဝယ်ဝယ်တော့သူဆရာဝန်ဖြစ်ပြီးတော့လေမတ်လေးလောက်တဲ့အခါကျတော့ကျမကိုလေဘူးလေးတဘူးပေးတယ်ဘယ်လိုဘူးလဲဆိုတာဓာတ်နှစ်ချောင်းနဲ့ပါတယ်ဇိုးနှစ်ချောင်းနဲ့ပါတယ်ခင်းနှစ်ချောင်းနဲ့ပါတယ်ဘဝကြီးသုံးမိုးလဲဆိုတော့ကျမတို့တီးကြဝယ်ပေးအဲ့အမေတိုင်းမသားလည်းပြန်ဖြစ်လာတာပဲပေါ့နော်အခုကျမတောက်တကယ်ဆိုကျမတောက်ချင်တာဖာလူတာဒါပေမဲ့ကျမမတောက်တော့ဘူးဘာလို့ဖာလူတာအချိုတွေမတက်တော့ဒါပေမဲ့အခု Facebook လာလိုက်တော့အချိုနဲ့ဘာမှမဆိုင်ဘူးတဲ့တကြားတွေပါနေလည်းဘာမှမဆိုင်ဘူးတဲ့တချို့ကင်ဆာဖြစ်တဲ့ဆိုတကြားပေါ့ကင်ဆာကိုဖြစ်စေတယ်ဘာညာဆိုမဆိုင်ဘူးတဲ့အားရှိရာတွေကစားရဆိုကျမလည်းကိုလူချင်းနဲ့အဖြေတော့ရသွားပြီပေါ့နော်အခုကျမအဲ့လိုလည်းမရဘူးအဲ့လိုလေအဲ့လိုရေကတော့ချိုးပြီးရေကတော့ရေချိုးပြီးမီးလာတယ်ရေချိုးလိုက်တယ်ကျမတို့မှာရေဘူးရှိတယ်ရေအေးရှိတယ်ရေမီးလာတယ်ရေချိုးလိုက်တယ်အခုဘယ်နှစ်နိုင်ရှိပြီလဲကျမစတော်ဘယ်ရီကိုလေသူစေးထားပြီးဒါဒီလိုစေးထားပြီးတာဒီလိုစကားလေးဆိုကျမတို့သုံးရှိအပြာအောင်လေးရှိရဟိုကျုပ်ရောင်ရှိဒါစေးထားတဲ့ဥစ္စာတော့ဒါအရွက်ကလေးကိုဖယ်ထားလိုက်တာအဲ့ဒါဒီကျမဒီမှာစတော်ဘယ်ရီလေးထည့်လိုက်တယ်ရေခဲတုံးလေးထည့်တယ်ဒေါ်နုစီလေးထည့်တယ်ဖာလူတာပေါ့နော်စားကြမေးကောင်းဘာလေးအတွေးရောက်သွားလဲဆိုတော့လေဟိုရှင်းတော့ဟိုလူပေါ့နော်ဟိုတချင်းလူတော့ပေါ့နော်သူနဲ့ကိုတဲကိုပြ